ဧက3000နော်ဧက2000ဘတ်ပါဘုံဘုံလေးအောက်ထက်တီလဲသွားတဲ့တိုက်တွေတယောက်မှမရှိဖြစ်ပြီးနောက်တရက်ကနေကဘယ်သူမှမနေတော့ဝန်ထမ်းအိမ်ယာတွေပေါ့တလန်းလုံးရှင်းလင်းနေရပဲစဝင်လာကနေကလူတွေလည်းမနေတော့ဒီမှာသွားလာနေကြကားဆိုင်ကယ်တွေလည်းမရှိတော့လုံးသေးတော့မတွေ့တော့တလားဆိုတော့ခောက်လို့ကုန်သွားကြတယ်ဒီမှာတော့ဖြိုရမှာတွေအများကြီးပဲမဖြိုရသေး3ထက်ဒီမှာလည်းအောက်ထက်တီကျိုးသွားတာ3ထက်ပဲကြံခဲ့ရပေါ့အကုန်လုံးက4လွာတွေပဲလေဟိုမှာလေးလည်း3လွာပဲကြံခဲ့တာအောက်ထက်တီကအကုန်ပြားရုံးချိန်ဆိုတော့ရုံးတက်တဲ့လူလွတ်တယ်မိသားစုတွေပြီးတဲ့ဆုံးတဲ့အိမ်ကြီးရှိရအောင်ဒါလည်းအောက်ထက်ပြားသွားတာခါလာတွေမှာလာတဲ့ပုံမြင်နေငါတိတာပေါ့ဘယ်နာပုံတိုက်ကိုရှယ်ထည့်ကြတာဟာလို့ဒါတော့4လွာမှာ3လွာလုံးကိုပြီးသွားပဲအပေါ်3တလွာပဲကြံတော့တယ်ဘီကြီးနဲ့ထိသွားတယ်တလွာတော့ပြိုတယ်ဟိုမှာအပေါ်တလွာတော့ကွဲကြ4တဲ့လုံးပြိုကြသူက4လွာလုံးကြာဆိုတော့သတင်းမီဒီယာတွေမှာပါနေကြပုံတဲ့အောက်ထက်တွေကကျိုးကြပဲ3လွာတွေပဲကြံခဲ့တာကဲဒီနေ့မှတော့လူမရှိတော့6ကက်လမ်းနေအောင်ဒီမှာတော့တန့်နေအပြည့်ပဲပေါ့ကွင်းတကွင်းလုံးကြီးနဲတဲ့ကွင်းကြီးမဟုတ်ရာချီရှိမှာပဲဝန်ထမ်းမိသားစုတွေတော့ကျွန်တော်တို့နေတဲ့ဧက1000ပေါ့ကျွန်တော်တို့နေခဲ့တဲ့တိုက်ခန်းလေးကိုပြန်သွားနေပါတယ်ဒီငလင်းလုတ်တုံးကမိကြီးကဒီဧက1000မှာရှိနေတာပေါ့3လွာမှာဧက1000လည်းဘူးမှမနေတော့ဘာမှမရှိတော့6တွေ့အိမ်နေတိုက်တယ်လူတယောက်မှမရှိလမ်းနေသွားလမ်းနေရှော်ကြီးဒါတော့ဒီနေပြီးတော့ဒီပညာတက္ကသိုလ်လေးပညာတက္ကသိုလ်ညာဘက်ချမ်းကျွန်တော်တို့ဧက1000ကျွန်တော်တို့တိုက်မြတဲ့ချင်းဆိုင်ရှိရတော့မှဒီပညာတက္ကသိုလ်ပဲ1351ဖြစ်ပါတယ်ကျွန်တော်တို့နေတဲ့နေရာတော့ခတ်ထားပါတယ်ဒီဘက်ကအဆောင်ဘယ်ဘက်ကကဲ1351အခန်းလေးလည်းနှုတ်ဆက်ပါတယ်ကျောင်းတက်တဲ့3နှစ်လုံးလုံးတစ်နေ့2ခေါက်လာနေရတဲ့နေရာလေးကျောင်းပိတ်ရက်တွေတိုက်မှာလူမရှိတော့ပါဘူးဘုံလုံးကလည်းမရှိ6တွေ့နေတဲ့လမ်းတွေဖြစ်တလားကြာပြီဆိုတော့အတိုးအဆကောက်တဲ့လူတွေတော့မတွေ့တော့ကောက်လို့ကုန်သွားကြပြီနဲ့အိုးစီကားနေတဲ့လမ်းကြီးတွေကလူမရှိတော့ဈေးလမ်းရှင်းခဏလေးအင်ဂျင်ဈေးရောက်တော့မှရှေ့မှာကျွန်တော်တို့ဝင်နေကြလမ်းလျှောက်သွားပြီးဝင်နေကြဈေးအင်ဂျင်ဝိုင်းအင်ဂျင်ဈေးဒီဝင်နေအရာတွေဧက1000ဧက2000ဧက3000ရှိရပေါ့2000နဲ့3000 1000ကုန်လုံးထိပဲ2000ကခုနတိုက်တွေကြိုးကြအောင်လားပေါ့ဘူးခွဲလည်းအထိများတယ်ဘူးခွဲပါဘူးခွဲခီးအဲ့တော့အင်ဂျင်ဈေးပါဝန်ထမ်းတွေမရှိတော့ဈေးလည်းမဖွင့်တော့ဈေးတွေလည်းဝန်ထမ်းတွေကိုမိပြုပြီးမှစီဝိုင်းလောက်ရတာဆိုတော့ကွင်းမြင့်ကြီးဖြစ်ဘယ်ဈေးမှလည်းမဖွင့်ကြတော့ပြည်မနာကမွန်နန်းရွာမှာသွားတဲပါအခုကတော့ထွက်ပါပြီမြို့မဈေးဘက်သွားမယ်စီဆိုင်သွားမယ်ခဏနာပြီးရင်တော့ညအိတ်မဲ့ရွာကိုပြန်ပါမယ်လို့ဒါကတော့ဧက1000နဲ့ဧက2000ပတ်လာပေါ့မနေ့ပြန်ဘူးကွဲဘက်ကိုဆက်ဖက်ပါမယ်ပါလာတဲ့အလူငွေနဲ့ပစ္စည်းလေးတွေကိုပေါ့ဝေမျှမှာဖြစ်ပါတယ်လူတွေကကွင်းတွေမှာရာချီတက်နေရှိရောရာချီလုံးကမပေးနိုင်တော့ပေါ့ကျွန်တော်မှပါလာတော့စာအိတ်နဲ့ညီမျှတဲ့အင်ဂျီစုရှိတဲ့နေရာတွေကိုသွားမှာဖြစ်ပါတယ်